ပေါ့နော်ဒီဆွေးနွေးမှုတွေအပေါ်မှာတခြားနိုင်ငံကပါတီတွေကဘာတွေညပြန်နေပြီးတော့ဆွေးနွေးခဲ့တယ်လဲမြန်မာနိုင်ငံနဲ့ပတ်သက်လို့ဘလို့အကြောင်းအရာတွေကိုထောက်ပြဆွေးနွေးခဲ့ကြတယ်လေရှင်အဓိကတော့ကျွန်တော်တို့ဒီကြီးစမှာပါတဲ့ကျွန်တော်ဆွေးနွေးနေတဲ့ပတ်သက်တွေကတော့အားလုံးကျွန်တော်တို့၃စုခွဲပြီးတော့ပြောကြဆိုကြတာပေါ့နော်၃စုခွဲပြီးတော့ပြောဆိုကိုသက်ဆိုင်ရာခေါင်းစဉ်ကိုကျွန်တော်တို့ဒီပြောခွင့်ရခဲ့တာပေါ့နော်ကျွန်တော်တို့ကတော့အဓိကကျွန်တော်တို့နိုင်ငံကတော့ကျွန်တော်အနေနဲ့ဆိုရင်တော့ဒါကျွန်တော်တို့ကဒီပါတီတွေအခြားမှာပေါ့နော်ဒါ strategic mutual trust ပေါ့နော်ဒါကိုဘယ်လိုတည်ဆောက်မလဲပေါ့နော်ဒီ dialogue ဒီတွေ့ဆုံဆွေးနွေးစကားပြောမယ်ပြီးတော့ consultation လုပ်ကြမယ်တခြားအကြံဉာဏ်ပေးရမယ်ပြီးရင်ဒီ mutual trust ကိုပို့ပြီးတော့ခိုင်မာအောင်ဘယ်လို consolidate လုပ်မလဲဆိုတဲ့ဒီ process တွေပေါ့နော်အဓိကတော့ဒီပြည်သူ့သမ္မတနိုင်ငံနဲ့ကျွန်တော်တို့နိုင်ငံနဲ့အနည်းငယ်ခေါင်းဆောင်တွေရဲ့ချစ်ချစ်ရင်းနှီးမှုတွေတည်ဆောက်ပြီးသားခေတ်ဆက်ဆက်ကနေပြီးတော့လဲဒါဒီအတူငြိမ်းချမ်းစွာအတူရှင်ထွေးမူကြီး9ရက်ကိုလက်ခံကျင့်သုံးပြီးသားရှိတယ်ဒါတွေပေါ်ချူမူတည်ပြီးတော့မှကျွန်တော်တို့ကဆွေးမျိုးပေါ့ပေါ့နော် fraternal relationship ပြသွားနေတဲ့အတွက်ကြောင့်မလို့ဒါဒီနိုင်ငံချင်းချင်းကတော့ကျွန်တော်ဒီဆောင်ရပြီးပြီနောက် CPC နဲ့ကျွန်တော်တို့ပြည်ခိုင်မျိုးပါတီနဲ့ပေါ့နော်ဒီကြားထဲမှာလည်းဒါဟိုးရင်နဲ့ရောလည်းနှစ်ပေါင်းများစွာတည်းကလည်းဆက်သွယ်မှုတွေရှိပါတယ်သင်္ကန်းသားတွေဆိုလို့တဲ့လေလိုက်ခီတွေသွားတယ်နိုင်ငံပါတီအကြီးအကဲတွေသက်ဆိုင်တဲ့တောင်ရှိပုဂ္ဂိုလ်တွေဆွေးနွေးပွဲတွေတက်ကြတယ်ဒီမှာ ICAP လို့စီမျိုးမှာလည်းတွေ့ကြတယ်ဒါမျိုးလေးတွေမှာကျွန်တော်တို့ကတော့ရင်းနှီးဆက်သွယ်မှုရှိပြီးသားဒါတွေပို့ပြီးတော့ခိုင်မာအောင်ကျွန်တော်တို့ကရှေ့ဒီအနာဂတ်မှာလည်းဆက်လက်လို့သွားဖို့ရှိပါတယ်မြန်မာနိုင်ငံအတွက်ကတော့သူတို့စိတ်ဝင်စားတာကတော့ကျွန်တော်တို့တဲ့အထူးခွင့်ရနေတဲ့ကတော့မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ဒီနိုင်ငံရေးပြည်ပပြောင်းလဲမှုတိုးတက်မှုတွေပေါ့နော်နိုင်ငံအခြေအနေတည်ငြိမ်အေးချမ်းမှုတွေကိုကျွန်တော်တို့ရှင်းပြခွင့်ရခဲ့ပါတယ်သူတို့ရဲ့တခါလေးဒီအပြင်သတင်းမားတွေကြောင့်ပေါ့နော်သတင်းမားတွေကြောင့်မို့လို့ဒီပြင်လွဲနေတဲ့ကိစ္စလေးတွေသတင်းမားတွေကိုတည်နေရတဲ့ကိစ္စလေးကိုသတင်းမှန်ဖြစ်အောင်ကျွန်တော်တို့ကပြန်ပြီးတော့ရှင်းပြခွင့်ရခဲ့တယ်အထူးသဖြင့်တော့ဒါကျွန်တော်တို့အတူတူသူတို့စိတ်ဝင်စားတာမြန်မာနိုင်ငံမှာရွေးကောက်ပွဲလုပ်မဲ့ကိစ္စပေါ့နော်အဲ့တော့ကျွန်တော်တို့လည်းဒါမကြာမီကာလအတွင်းဒီဇင်ဘာလအတွင်းမှာ fair and square ပေါ့နော်တရားမျှတပြီးလွတ်လပ်တဲ့ဒါအထူးတွေရွေးကောက်ပွဲကြီးပေါ့နော် general election ကြီးပေါ့နော်ဒီ democratic general election ကြီးကိုကျင်းပပြုလုပ်နိုင်မဲ့ကိစ္စကိုလည်းရှင်းပြခွင့်ရတဲ့အတွက်ကြောင့်သူတို့အနေနဲ့ကတော့ဒါအပြုသောဆောင်ပြီးတော့ဒါကောင်းတယ်ဒါကျွန်တော်တို့နိုင်ငံနေတဲ့နိုင်ငံရေးပြောင်းလဲဖြစ်စဉ်မှာဒါအကောင်းဘက်ကိုဦးတည်သွားနေရဆိုတဲ့အမြင်တွေကိုသူတို့လည်းထုတ်ဖော်ပြောကြတယ်ကျွန်တော်တို့နားထောင်ခဲ့ရပါတယ်ခင်ဗျဒါတွေကတော့ကျွန်တော်တို့ဒီကိစ္စမှာပေါ့နော်ဒီ site line ပေါ့နော်ကိုနိုင်ငံကြောင့်ကိုပါတီကြောင့်ဟောဒီထပ်ပြီးတော့ရှင်းပြခွင့်ရရတယ်အမြင်တွေကိုအပြားလုံးကြည်လင်သွားအောင်အဖြစ်မှန်နဲ့သိအောင်ရှင်းပြခွင့်ရတဲ့အခွင့်အရေးတွေဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ရှင်ဒီခီးစဉ်ရဲ့ဆွေးနွေးချက်တွေထဲမှာနိုင်ငံနဲ့ပါတီအတွက်ဘယ်လိုဆွေးနွေးခဲ့ရတွေဘယ်လိုအကျိုးကျေးဇူးတွေရရှိခဲ့လဲလို့သတ်မှတ်လို့ရနိုင်ပါသေးရှင်ပထမဆုံးကတော့ခုနကတော့ပါတီတွေကတော့ကျွန်တော်တို့အဓိကတော့ဒီ CPC နဲ့ပေါ့နော်နောက်တစ်ခါကျအိန္ဒိယချင်းနိုင်ငံတွေဒီအာဆီယံနိုင်ငံကပါတီတွေပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်အာတူကျွန်တော်တို့ဒီနိုင်ငံ29နိုင်ငံကနေပြီးတော့ပါတီအများကြီးလာကြတယ်ဒီအာဆီယံနိုင်ငံကဒီပါတီတွေပြင်ဒီပြန်စကုနာပြော Central Asia ပေါ့နော် South Asia ဒီ North Asia ပါတီကပါတီဒီကခေါင်းဆောင်တွေလာကြတယ်သူတို့ဒီကနေပြီးတော့ကျွန်တော်တို့ကခုနပြောတဲ့ကျွန်တော်ပြောတဲ့အကျိုးကျေးဇူးတွေပါတီရပြီကျွန်တော်တို့အနေနဲ့သူတို့ရှိလေ့လာခွင့်ရတာများသောအားဖြင့်ကတော့ဒီပါတီတို့ပေါ့နော်အဓိက ASEAN countries တွေကနေပြီးတော့လာတဲ့ပါတီတွေမှာကျွန်တော်တို့လူငယ်လူလက်ပိုင်းတွေပေါ့နော်လူလယ်လူလက်ပိုင်းဆိုတော့35 40ပတ်ဝန်းကျင်လောက်ရှိတဲ့လူငယ်တွေတော်တော်များတယ်ဒါတွေကလည်းကျွန်တော်တို့သူတို့ပါတီအတွက်ကနေပြီးတော့ဘယ်လိုပြုစုပြုထောင်ခဲ့တဲ့ဆိုတဲ့အမြင်လေးတွေကျွန်တော်တို့ဖလှယ်ခွင့်ရတယ်ကိုပါတီအတွက်လည်းပဲဟောတနေ့ကျရင်တော့ဘာဖြစ်ဖြစ်လေဒါဒီကျွန်တော်တို့နိုင်ငံမှာကျွန်တော်တို့အဓိကဒီပါတီမှာပေါ့နော်ပြည်ခိုင်မျိုးပါတီမှာလည်းဒါမျိုးရေရှင်းပြေဝတဲ့လူငယ်လူလက်ပိုင်းတွေကိုကျွန်တော်တို့ကပို့ပြီးတော့မွေးရမယ်မွေးထုတ်ရမယ်ပေါ့နော်ဒါမျိုးပေါ့အခုကတော့ကျွန်တော်တို့ကပါတီအနေနဲ့တက်တန်းကတော့ကျွန်တော်တို့ကတော့နှစ်15နှစ်ပတ်ဝန်းကျင်လောက်ပဲရှိသေးတယ်ဒါပေမဲ့နောင်လာမယ့်နှစ်တွေမှာဒါမျိုးဒီခုနကအရေးရှိပါတဲ့ဒီပါတီဝင်ဒီပါတီကောင်းဆောင်တွေကိုကျွန်တော်တို့ကလက်လွှဲခဲ့ရမှာပဲဒါမှမဟုတ်အခုတည်းကစပြီးတော့ဒါမျိုးတွေမွေးထားမယ်သူတို့များများတွေ့ကြုံရအောင်ဒါမျိုးခီးစဉ်တွေလည်းတွဲခေါ်သွားမယ်သူတို့ကြီးပဲလဲသင်တန်းနေပါရင်ဆိုလို့ရှိရင်ဒီဘက်နေကောင်းကောင်းပြင်ဆင်ပြီးတော့လွတ်ပေးမယ်ပေါ့နော်ဒါမျိုးလေးတွေကိုကျွန်တော်တို့ကတော့နည်းနည်းလေး idea အနေနဲ့ရခဲ့တာပေါ့သူတို့ကိုကြည့်ပြီးတော့ကိုပါတီပြင်ကိုကျွန်တော်တို့ကဗာလဲဆိုတော့နိုင်ငံအတွက်ကကြတော့လဲဒီလိုပေါ့နိုင်ငံအတွက်ကဆိုလဲဒါကျွန်တော်တို့ကတော့သူတို့ကမှသွားလိလာတယ်သူတို့ကဒီပါတီသူတို့ကတော့တပါတီစနစ်ပေါ့နော်တပါတီစနစ်ကနေဥဆောင်ပြီးတော့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဘယ်လိုလုပ်ကြလဲဆိုပေမဲ့လဲပြည်သူဘိုလ်ပြုပဲ
from the people ပဲပြည်သူပို့ပြတယ်ပြည်သူနဲ့တူသွားတယ်ပြည်သူအတွက်လုပ်တယ်ကျွန်တော်တို့နိုင်ငံမှာလည်းဒါဘာဖြစ်ဖြစ်လေဒီပြီးခဲ့တဲ့ပါတီစုံဒီမိုကရေစီကျွန်တော်တို့ရှောက်လန်းခဲ့တဲ့ဒီ2017ကနေပြီးတော့စပြီးတော့ကျွန်တော်တို့လည်းဒီလိုပဲဟိုတော်သွားကြတာပဲနောက်လည်းဒီလိုသွားပဲဒါပေမဲ့သူတို့ရှေ့ပုံစံတွေတော့ကျွန်တော်တို့ကနိုင်ငံရေးမြေသဘောကလည်းသဘောတော်တွေရှင်းနေပြီးကွာတော့ပုံလူကူးချတာမဟုတ်ဘူးကောင်းတဲ့ချက်တွေကိုယူမယ်ဘဝနိုင်ငံနဲ့တင့်တော်တဲ့အချက်တွေကိုကျွန်တော်တို့ကဆောင်ရွက်လို့ပါဥပမာအဖြစ်ကျွန်တော်တို့ဆိုလို့ရှိရင်တော့ဒါပြည်သူပို့ပြတဲ့ကိစ္စမှာသူတို့ကတကယ်ကိုပြည်သူတွေကနေပြီးတော့ပြည်သူစံသားတွေပြည်သူရဲ့သဘောထားတွေပြည်သူရဲ့ဘဝအခြေအနေမှာဘယ်လိုလေ့လာတယ်ဘယ်လိုဖော်ထုတ်ပြီးတော့မှဒီလို problem solving ပေါ့နော်ပြဿနာဖြေရှင်းတဲ့နည်းတွေဒါသူတို့ရဲ့ဒီခုနပြည်သူလူထုကိုအထောက်အကူပေးတဲ့နည်းတွေပေါ့နော်ဒါမြန်မာနိုင်ငံမှာလည်းကျွန်တော်တို့သုံးဆွဲလို့ရတဲ့ကိုနီကိုဟန်နဲ့ဒါသုံးဆွဲလို့ရတဲ့ဟိုသုံးဆွဲပြီးဆောင်ရွက်သွားမဲ့အတွက်ကြောင့်မလို့ဒါနိုင်ငံဖွံ့ဖြိုးတိုးတက်တဲ့အတွက်လည်းအထောက်အကူဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီခီးစဉ်ဟာအောင်မြင်တဲ့ခီးစဉ်တစ်ခုလို့ပြောလို့ရနိုင်ပါသလားရှင်အောင်မြင်တဲ့ခီးစဉ်လို့ပြောလို့ရပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့လည်းမသွားခင်တည်းကဒါပါတီကြီးကဲများရဲ့ဒါကျွန်တော်တို့လမ်းညွှန်မှုတွေလည်းကျွန်တော်တို့နားထောင်သွားတယ်ဟိုမှာလေးလာတာအစပြန်လဲပြီးတော့ဒါကျွန်တော်တို့ဆွေးနွေးတဲ့အချက်ကအစပေါ့နော်ဒါခီးစဉ်အစဆုံးလဲဒါဒီ IDCPC ခေါ်တာပေါ့နော်ဒီ Communist Party ရဲ့ဒီ International Department ကတာဝန်ရှိပုဂ္ဂိုလ်တွေကလည်းတကယ်နှုတ်ထွေးပြူမှာသွားကြိုဆိုတယ်ခီးစဉ်တစ်ခြားလုံးလူတွေမရှိအောင်ကျွန်တော်တို့ဆောင်ရွက်ပေးတဲ့အတွက်ကျေးဇူးလက်တင်တယ်နောက်တော့ဒီခီးသွားပဲတူလေ့လာခွင့်ရတဲ့အာဆီယံနိုင်ငံရဲ့ပါတီခေါင်းဆောင်တွေနောက်ဒီပြည်နိုင်ငံခေါင်းဆောင်တွေနဲ့လည်းကျွန်တော်တို့ကဒါအားလုံးဗမာနိုင်ငံအတွက်ကောကိုပါတီအကြောင်းရောဟိုရှင်းလင်းတင်ပြခွင့်ရပြီးတော့ဒါဒီတမိုးမဖြတ်နိုင်တဲ့နားလည်မှုတွေတိစောက်နိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နေအောင်မြင်တဲ့ခီးစဉ်လိုပဲပြောလို့ရပါတယ်ခင်ဗျာဆရာဘက်ကနေပြီးတော့ထပ်မံပြီးတော့ဘလို့အကြောင်းအရာတွေကိုဖြည့်ဆွက်ပြီးတော့ပြောဆိုချင်နေရှင်ဘလို့ကိစ္စမျိုးလဲဆိုတော့ဒါတော့ကျွန်တော်တို့ခုနပြောသူပါဟိုပါတီကိုယ့်ရဲ့ပြည်တော်ကြခိုင်တဲ့ဗိုလ်ချုပ်ပါတီရဲ့ရှေ့သွားမဲ့ဒါဒီခီးစဉ်တွေမှာပေါ့နော်ဒါလေးတော့ကျွန်တော်တို့ဟိုပြန်တစ်ခါမှာအကြီးအကဲများကိုလည်းကျွန်တော်တို့သတင်းပို့ပြီးတော့ကျွန်တော်တို့ရဲ့ဒါသုံးသပ်တင်ပြချက်တွေနောက်အကြံပြုချက်တွေလည်းကျွန်တော်တို့ဆက်ပြီးလုပ်သွားပါမယ်အဲ့ဒီကမှဒါအားလုံးကျွန်တော်တို့နဲ့ကိုက်ညီတဲ့ကိစ္စလေးတွေဝိုင်းဝန်းပြီးတော့အကောင့်ထဲပေါ်သွားမယ်လို့ကျွန်တော်တို့နေစဉ်းစားထားပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါပဲခင်ဗျာ